Hello, welcome to my channel. ဒီနေ့ကတော့ channel ကိုသွားတဲ့ vlog လေးဖြစ်ပါတယ်။အခုကရှင်သီးမော်လို့ရှင်သီးတော့မစားရဲဘူးရဲ့။ထောက်တာရတယ်ဒီဟိုသမင်းနဲ့ဒီအပင်ကိုတစ်ဖက်လာနေကြာမှာဆိုလို့ဒီအပင်ကနေဝင်သွားမယ်။ဟိုပန်းသီးမလားဘဘ။ဟာပန်းသီးဆိုလားပဲဒါ။ဟိုနင်းပန်းသီးမဟုတ်လား။ကိုစွန့်ရင်ဟဲ့တော့ကွာ။ဘောစားချင်းကောက်ခဲ့ပေးရမလား။အေးမလေး။ကလေးတွေဟာဘောဦးဒီတေးလေးဟာမလေးပါဘူး။ဒီငါးလုံးတော့မှလည်း3ယောက်တော့ပါတဲ့တစ်လုံးတော့သေးပါလို့ရ။နေပါစေတော့အရင်နဲ့မတူနဲ့လားနောက်ကလိုက်ရတာမကြောက်ဘူးမလားမကြောက်ပါဘူးဖွာဟုတ်ပြီနှင်းပန်းသီးမဟုတ်ဘူးလားနှင်းပန်းသီးဒီပါโอ้နှစ်မျိုးရှိတယ်ဟုတ်ဖွာဟိုအပင်ကိုလည်းရောက်မယ်ဟုတ်ဒီအပင်ကိုအရင်ကြည့်လိုက်ကြာကိုစွမ်းတို့မှဒီအပင်မရှိတာဟုတ်ဟုတ်လုံးလုံးဆိုရအဲ့ဒါဟိုအလုံးလေးတွေကိုပြောဟုတ်တာဘာပန်းသီးဆိုတာပဲအဲ့ဒါရှိဘာပန်းသီးဆိုတာမသိခေါ်ရတာနှင်းပန်းသီးဆိုလို့ကျမနှင်းပန်းသီးရခိုးပြီမှာနှင်းပန်းသီးကတက်မဟုတ်နှင်းပန်းသီးကတော့မနေ့ကစားနှင်းပန်းသီးလေဒါနှင်းပန်းသီးမဟုတ်နှင်းပန်းသီးမဟုတ်ဘာပန်းသီးတော့မသိငါဟိုလည်းဟိုအာစီကျူးထဲမှာနေတော့စားဘူးတယ်ဒီကနေပို့ကြည့်တော့ပို့တော့မနေအောင်ဟိုရတာဟုတ်ဒါတရားပန်းသီးလို့ခေါ်တာဖွာဒီဘင်းနဲ့တရားပန်းသီးလားဖွာအဲ့ဒီအသီးရဘာမှမသိဘူးအဲ့ဒီစားလို့ရရောသိရဟိုအသီးတော့မသိဘူးဟိုအဲ့ဒါငါ10လုံးတော့ပေါ်အောင်စားနိုင်တယ်ချိုးရမလားဖွာဟိုတာပေါ့လက်ပြကြလာကူးလို့ရလားအဲ့ဒါဟိုဒီကျူးနာတို့ဘာလို့ချင်းလို့ဟုတ်ဖွာဒီတောင်ချောင်းလေးကူးလို့ရမှာထင်တယ်မရတာမရဟုတ်တာမျိုးလေးတွေမနိုင်ဟိုမှာဟုတ်ဒီလိုပန်းလေးတွေကိုသွားမယ်ဟုတ်ဖွာဟုတ်ကဲ့ဟိုကလမ်းရှင်းထားတာမဟုတ်ဘူးဟောရတယ်အဲ့ဒီသွားနေရတာဟမ်အော်ဆိုပြောသည်ဘိုးချင်ရကျေရောရှားကျေမယန်းတီးတယ်ပတ်စံကုန်ပြီဟုတ်တယ်အဲ့ကျေရဟုတ်ရနော်ဖွာဘာလို့ကုန်လဲဆိုတော့အဲ့ဒီကတည်းကရှင်းရသေးတယ်ကိုကလည်းရှင်းပြီးသားထိမ့်သိမ့်ရဒီကလည်းမရှင်းရသေးဘူးအဲ့ဒီကံကမားလေးဒါဟိုဒီလိုအစိမ့်သီးဒီလိုနှင်းပန်းသီးဒါအစိမ့်သီးလုံးကြီးကြီးညာတွေ့မနေ့ကစားတာတော်ချိုးတယ်အဲ့ဒါကအနီသီးဟိုဘက်ကခလေးတောက်တယ်လာပေးတာဒါကြအစိမ့်သီးဟုတ်မတွေ့ဘူးတလုံးမတလုံးသူကတအားလွယ်တာကြီးမရမယ်ဒီလိုရွယ်ရောက်မှစားလို့ရမယ်နော်ဟုတ်ကဲ့ခါကျင်အောင်တော့တွေ့တယ်ခါကျင်ဟုတ်ခါကျင်တော့မစားချင်ခါကျင်အဲ့မတို့မှလည်းရှိရအောင်ကတော့ဒါမှဖွရဲဦးကြောက်တယ်ခါကျင်စားချင်လို့လားတွေ့ဆိုပြီးသူနောက်နေရတုတ်ပြီးတီးတာလေခုတုတ်ကတော့ပုံသွားပြီဆိုလူတော့မရောက်ဘူးနောက်တစ်ပြင်ရှိသေးတယ်ကိုစွမ်းရနားပါနောက်တစ်ပြင်ကျန်နောက်တစ်ပြင်တော့မထိနေနဲ့အေးတော့ဒီမှာလည်းနေပန်းနေရှိတရားလားဟုတ်တယ်ပါဒီကနေ့ရောက်ပြီဒီမရောက်ဘူးဘဘချင်တော်တဲ့လူနေတော့တော်တဲ့တို့ရတယ်လို့ပဲတူသွားတော်တဲ့တို့ရတယ်လေအောက်တဲ့တော်တူပါဘောကြော်နိုင်လားရှောင်းမယ်နော်ရှောင်းမယ်နော်တိုင်ဒီတိုင်ရတယ်ဒီကံဆက်ကြရအောင်ဒါရမ်းမှာပဲနော်ဒါမင်းသီးပင်ကြီးမလားဖွာမင်းသီးပင်ကြီးပဲဒါမင်းသီးပင်ကြီးပဲမင်းမအများကြီးပဲဟိုးသေးလေးနဲ့တီးနေတာနော်ဒီမှာလည်းတီးနေတယ်နဲ့တီးချွေအောင်တီးလေးလားမသိဘူးရဲရဲလေးဘူးသေးလို့အဲ့အကြောင်းကြီးလာတော့နဲ့သီးတွေရောပိန်းနေသီးတွေရောဟိုဒီမှာနဲ့သီးပင်ကြီးများပဲဝါအဖြိုရည်လည်းဖွာအော်နိုးစီလေးနဲ့လေနိုးစီနဲ့ဖြောကြားနဲ့ဖြောတာဖွာကြားလေးနဲ့ခရဲဒီလေးနဲ့ဟိုဆိုရဆက်ထဲထည့်လိုက်ရရင်တော့ပါဘူးဟောဖြောပြမယ်လေးဖွာသမီးတို့ရောက်တော့ရောက်ခိုက်
ချောခဲ့ပြီမယ် ဝတ်ကြတယ်အဲ့လိုပြောတာနဲ့ဒါတော့ရတယ်လို့ဖြစ်တယ် ဟုတ်ပါချောခဲ့ပြီမယ် ဒါအေး ဘွားအခုဒီမှာမနေတော့ဘူးလားနေတော့တယောက်တည်းမို့လားဖွာ သူတို့ကမထားဘူးလေတယောက်ထဲမချက်ရဘူးသူတို့ချက်ပြီးသားစား ဟော ပန်းနေပြင်ကိုသွားပြီ ဘွားအတီးရအခုရင်ဒီပဲလာပေါ့ဟိုမှာဟိုပိုင်တိုင်းထောင်ဘက်မှာအတီးအတီးနေရော ပဲသီးတွေလေအိမ်မှာခိုးပေးသားတွေတပုံကြီးပဲ อ๋อ အဲ့ဒီပဲသီးကို မယန်းတီအိုးအတီးတော့မဟုတ်ရောကျဲကောတီးပြီမလား ဟုတ်တယ်ပြောဖို့မသိဘူး အဖွားချန်ထဲမှာမယန်းတီးပြီတော်တော်ပေါ်တာပဲ မရမရဟို ယန်းတီးပြီမရေတွက်လို့တော့မရအောင်တိုင်ထောင်ပဲတွေရော ရေတွက်လို့မရဘူးရေတွက်လို့မရ ဟိုတိုင်ထောင်ပဲတွေမှာအများကြီးပဲ ဒီပဲသီးကို ပဲတီ ခိုးပေးလိုက်ရင်စားတတ် စားတတ်တယ်ဖွာအေးပဲတီကူအောင်ဒီမှာဖွာပဲတီကူရအောင်လာ ဟိုမှာခိုးပေးသားတွေတနေ့ဖွာဒီအိမ်ရောက်ရင်ဘာလို့ဘာလို့မှမရှိတော့ပဲသီးခိုးနေလို့ပေါ့တော့ခိုးပြီးတော့ပြီးတာ ရဟုတ်လို့ မဆုံးရနေမှာလေ နည်းကြီးရဲ့အတီးလေးကူလိုက်မနော်ဖွာဟောခါကျင်ခဲ့မနော် အေးမင်းလာတော့အဖရိုးနေပြီခါကျင်လည်းမကြောက်ဘူးဒီနေ့ကဦးလေးအောက်မှာကတ်တယ်ညောဘာလို့တော့မပြေးကျွေးမှာဟိုလမ်းမရောက်မှကြမ်းကြမ်းဆိုတယ်အိမ်ကိုပြန်ပြီးငါးစာလေးကြမ်းတယ်ငါးစာပြန် သူ့ဒီမှာနေရသူ့အိမ်မပြန်ဘူးလား ဟို ဖွာ ကသူ့အိမ်ဘယ်မှာမှလည်းမသိဘူး ဟော ဒီကအဲ့တော့သူရောက်လာတယ်အာမူထားလိုက်ပါလောတလက2လလောက်ရောက်သွားဒီလိုခါကျင်တိုက်နေတာ ไก่ฮู้ป่ะနဲ့ခါလိုက် ဟာ ဟုတ်တော်ပါပြီပါတော့ဆိုတော့တော်တော့ပါ နည်းနည်းလူကြီးဟမ်ရှိသေးရတော့ခူးလိုက်အောင်မယ် နည်းနည်းခုမ ဟိုဘက်နားမှာရှိလောက်သေးတယ် ခုမလာပါဟိုထဲဝင်ရမလား အေးအဲ့ဒီအောက် ရ အတောင့်တွေ့ရဝင်ပြီးတော့ကိုမခိုင်းမိဘူးလေနည်းနည်းတွေ့တယ်နေလား နည်းနည်းဝင်လိုက်အောက်အောက်တောင်လေးမာတဲ့တောင်လေးကို ဟုတ်ဟုတ်ဒါလေးနော်တောင်းတော့ဖြောက်ဖြောက်တောင်းတော့ဆင်းဆင်းပြီ ဟောမြို့သူမြို့သားဆိုတာတိပင်ခူးရတာပြောတယ်ဟာသိရအပွားအမျိုးတွေကလည်းမြို့မှာရှိတယ်ဟိုဆရာလေးတွေလည်းဟိုနေ့ကလာတော့ခါတယ်ကို့ဘင်ကဒီဘင်ကမသိသေးဘူးမသိလည်းမသိတော့အပွားတောင်မိုင်းကိုခေါ်သွားပြီးတဲ့အိမ်ကိုခေါ်သွားတာ ဟုတ်ပါ ။အိုးပတ်ချံနဲ့ဝယ်စားတာသိလားဝယ်တာသိလား။ဟုတ်တားလို့လည်းမရဘူး။ဟာကချက်ပြီးလည်းလက်မခံဘူး။ဘုပတ်ချံနဲ့သူဝယ်တာ ဟုတ် ။ဟဲ့ ရအတော့တော့နေဦးဒီမနော်ဟဲ့ဘာချက်ပါရောဟမ်ချက်ပါညာရော ဟုတ်တယ်ဟုတ်တယ်။အဲ့ဒါဒီပြန်လာမှာဆိုမယ် ဟုတ်ပါ ။အနဲ့ပြန်มาတော့တော့ပဲ ဟုတ်ပါ ။မနေ့ကလည်းပါ ဟုတ်ပါအိုင်ကားနဲ့ပြင်မနေပါ ရန်ကုန်ကိုပြန်มา ဟုတ်ဘူးလေကွာ ။မော်တော့ ဘာကြောင့်ဒီတော့ဒီဘက်ကို3ရက်ပြောလာမှလေးကွာနင်ပါနေထက်ကိုမယ်ဒီနေ့ကတော့ channel ကို exploring လုပ်ပါမယ် channel ကိုတွားနေရပါဒီထဲမှာအသီးရေကုန်တော့မင်းပင်တော်တော်များတယ်ဟိုဖွာစောစောလာရင်ကောင်းမယ်လို့ပြောနည်းနည်းတော့မှောင်သွား channel ပုံစံမျိုးရောက်သွားတော့လေ channel ရောက်သွားတော့ဖြစ်တာအကြောင်းမလို့ဟုတ်တယ်နော်နောက်နေ့ကျမနေ့စောလာလို့ရတယ်ဘဘချော်လဲမယ်နော် ဟောသားကြီးဆိုလို့ရှိရင်အပေါ်မော်ကြီးငါလာတော့ဟာပန်းဒီဒီကတည်းကတွေ့နေလို့ ဘဘဒီမှာဇေးဒီအဖူးလေးလားဒါလေးခူးမလားဟိုဒါအဖူးလားရွက်လားဒါလေး ခုရတယ်လက်မဆူအောင်ခု
အဖွားစားမလားခူးလိုက်မယ်နင်းနုနုလေးနန်းလောက်ကခူးလိုက် နေအောင်မစင်းနဲ့အောင်မစင်းနဲ့ ဟမ် အောင်မဆူဆူတယ် ဘယ်လောက်ဆိုရပြီလားဖွာ အေး စူးသားမယ်ဖွာဖွာဒီမှာရပြီသမီးတစ်ချောင်းရပြီဟိုမှာတစ်ချောင်းတွေ့တယ်သမီးခဏသမီးခူးမယ်နော် နေဟိုဘောကြည့်အောင် သမီးတွေ့တယ်သမီးတွေ့တာခူးလိုက်မယ်ဖွာ တင်းတင်း ဟောဒီကနေ မမဲ့သေး ဒါနင်းလို့နေတယ် ဖွာဒီမှာ သုံးကတော့ဆူပြီးသွားပြီ ဖွာဒီမှာ ဘူးမှတော့ ဟိုတစ်ချောင်းသမီးခူးလာအောင်မယ် ခုပါမတမျောပါဘူး ဟုတ်အဖွားကြော်စားမလားလို့လေ မစားပါဘူး ဒီမှာတစ်ချောင်း မော်ကျုံးဆက်ပြီးတော့ အမောကျွန်းတယ်လေ မော်ကျုံးမှာစားတယ် နုနုလေးဈေးတွေပေါ်တော့ချီသေးရတယ်မှာ ဒီလိုစားရတာကြောက်ဟုတ်ရဲ့ဒီစားအဲ့လိုကြောက်ဘာနဲ့ခုံးဒီလိုတိုင်းတော့ဆိုလက်နဲ့ခူရ ဟုတ်တယ်မကြီး ရရလဲပေါ့နော်ဒီနေ့မြန်နော်နေ့ပေါ့သမီးတို့ချင်းလာကြနေကြမှာဒုတ်တွေဝိုင်းနေလာခဲ့ နဲ့ထဲ လက်နဲ့ခိုင်းရင်အပြည့်စုံနေလာခဲ့ အဲ့ဒါဆိုလေ ရရ အပြီးကြီးအောင်ထားလိုက် ရတယ်ပေါ့ဒီမှာနုလေးရဟဲငါတော်လိုက်တာရော့ဟောရှိသေးတယ်ခဏနော်ရော့ဟိုမှာတခုတွေ့ဒါလည်းနုပါလေကြော်ထားခြင်းဒါနုပါအော်မခတ်တကြီးပဲငါဒါပါကူးစားတော့မနုလေဆိုပြီးတော့ငါလည်းမရတော့မရမ်းဝင်သွားတယ်အကုန်တွေ့တယ်အကုန်ကူးစားတော့မယ် သူ့ရမြင်တာနဲ့အကုန်စားတော့ ငါဟိုဘိုးမနေတော့အဖွားကိုဒါအဖွားတမိုင်းနဲ့ဟိုပြောအမ်ဒါတောက်တွေနဲ့တွေ့တော့မယ် တမစီတေဟိုးရှိနာမလေး ရှိသေးတယ်ဟဲ့ဝင်လိုက်မယ်နော်လာခူးတာပန်းသီးအဟင်းစားလာခူးလို့ဖြစ်နေ အဲ့ဒါပန်းပြီး ပန်းသီးရောက်တော့ဒါပေမဲ့ဟင်းသီးရခူးပြီးတော့ပြန်တော့မယ်အဖေဒီမှာနုတွေအများကြီးပဲ ဟုတ်တယ် ခူးပြီး ခုလိုကုန်တယ်ဒီကောင် ဝီအနုကြီးပဲ နောက်ဆန်လေးကိုသိပြီ ကြီးပဲအော်ဆူပြီး ဘုမတော်ဆိုးပြီလား ဟဲ့ လက်ကို ရပြီဖွာရတယ်ဖွာ အဲ့နဲ့ ဆိုလေခူးမယ်အဲ့ဒီတယောက်ကပြေသွားတာဒီစားရတာပဲထားလိုက်တော့ကိုဟာမရလို့ဒီအခုတော့ရတယ် တော့မမရတာတခုရ ဒီလာကျိုးနဲ့ပေါ့ဒီနေ့စားတယ်နေတာ နေ့တင်နေဖွာမနက်ကတင်တာဟုတ်ဒီမှာအကြီးတွေခူးလာအောင်မယ်စရိနော်ဟုတ်ကစင်ငန်းအောက်ကအဆူထုံးပြီးတော့နောက်တော့အကြီးပဲအာဟိုအကြီးပဲကွာမိုက်လိုက်တာအားရဒီတော့ပေါ့တယ်ဆိုရင်းနေဒါလေးနဲ့ဆူလာအောင်မယ်ဗီဒီယိုလက်ပါခြင်း လူလေးရှိရမှာ အားရတယ်ခုကလာလေခုလာကြလေမင်းပြီးတော့ဒီနားတရွက်ဒီမှာရိုက်တော့ တမဖက်ကြောင်းကလေး ဟမ်ထားခဲ့လိုက်တယ်ထားခဲ့လိုက်အာဒီမှာမပန်းဒီပင်ရဒီမှာ Paris မြေဆောင် အစီနေမလို့ပေါ့အစီအောင်ဖြစ်တယ်အတီးကတိတ်မတီးသေးမကြည့်သေးဘူးမလို့စူရလားဒီဘက်ကလားဒါဟိုပိမ့်မအဖြူပွင့်တယ်ဟိုလိုနေရတော့ဟိုတစ်ခေါက်ရိုက်တဲ့ပိမ့်မအဖြူပွင့်တဲ့ပန်းဒီမှာဒါနင်းဒီမတီးသေးလို့အခုကနင်းဒီပြန်တော့ဇင်းနဲ့ပြန်မှာရမယ်လေတို့ခဏအေးဒါမှဖွားတယ်မှာခွာရမှာအများကြီးပဲဟုတ်လားဒီခွာရအများကြီးပဲနနတီးဆန်နတီးလည်းရှိဟိုနောက်မှာနတီးတွေရောမတက်ခွာဒါမင်းပြန်ခဲ့ပြီဆိုတော့ကဲအားလည်းရပြီဒီမှာဇရစ်တွေရဲ့ပဲသီးရဲ့ဒါပါလေကိုင်းခင်းသီးရဲ့ရပြီဆိုတော့ပြန်တော့မင်း ဘာချစ်တာ ဘဝရဲ့အိမ်နောက်ဖေးရ channel ကိုလာတာပေါ့အဲ့တော့အခုကတို့ရဒီဘက်ကနေပြန်မယ်ဘဝပြန်ပြီနော်ဟော
ချန်နေကအတီးလာခုဘွိုက်ဆိုပြန်มาတော့မယ်ကျမတို့က အော်ဒီမှာနေရဟုတ် ဒါအဖွားအိမ်မှာအဖွားရနေတို့ကအဖွားအိမ်အဖွားချန်နေကနေအတီးညာနေကြည့်အဖွဲ့ရယူဝိုင်းပေါ့ခုဘွိုက်ဆိုတော့ပြန်มาတော့မယ်တော့ကအဖွားရင်ရှုပ်လာတဲ့လမ်းဒီနောက်ထပ်လာတဲ့လမ်းပဲကိုပြန်သွားခမရအဖွားချန်နေမှာအပင်းနေအဖွားအပင်းနေဟိုကခုတ်ရောင်းတာထင်တယ်နော်ဒီလိုထင်းအတူစားလေးကြလူကမရမွယ်ကြအောင်လားဟမ် အဲ့ဒါပြောမှာသူကအဲ့ဒီလောက် အေးလေအဲ့ဟိုထင်းကဟိုရောင်းတော့လေဟုတ်အထင်းအပင်ကြီးကြီးကိုထင်းဖြစ်ရောင်းတော့လေဒီတူလေးကြမယူလား ကြံယူဒီကပြန်ယူတယ် อ๋อဒီအိမ်ရိုက်ပြန်ပြီလားအတူစားလေးကိုထင်းကိုဆိုင်ဖို့ကွာပြန်တော့မယ် ဟုတ်မှာမဟုတ်ဘူးပန်းပွင့်တာ ဟမ် ပန်းပွင့်တာ လေညဆက်ကြဒီမှာဒီရှိမှာတော့နည်းနည်းသေးလေးရှိတယ်ဒီမှာလေညဆက်ကြပင်လေးရော မလည်းရှိတယ်နည်းနည်းရှိ နည်းနည်းသေးရရှိတယ် ရကောင်းမွေးမပါပဲတရုတ်သေးဦးထွက်နေပြီမဲ့စိတ်ဝင်တဲ့စာဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးရတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးမှာတွေ့ဆုံပါမယ်နော်ဘိုင်ဘိုင်